ဒီနေရာလေးမှာကိုယ့်ရဲ့မိသားစု Korean time ကိုပဲဖန်တီးမလားဒါမှမဟုတ်ကျွန်တော်တို့ကိုကလူပြိုကြီးဆိုလို့ရှင်လဲကောင်မလေးကိုခေါ်ထိတ်မလားပြောရင်အိမ်တော်ပြုတ်ကျင်သွားပြီဗျာဒိတ်စိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့မိသားစုလေးဆူဆူစီစီချစ်ချစ်လေးလေးနေထိုင်လို့ရမယ်ကိုယ့်ရဲ့အိမ်လေးကိုကြည့်ပြီးတော့ဗျာစိတ်ချမ်းသာနေရမယ်ဆိုလို့ရှိရင်နေ့ရက်တိုင်းကဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်မလဲအခုကျွန်တော်ပြောနေတာစိတ်ကူးသက်သက်မဟုတ်ပါဘူးကျွန်တော်စကားတွေနဲ့ထပ်တူကြမယ်လုံချင်းအိမ်လေးကတော့ဒီအရှိတကုံမျိုးနေတဲ့က6ရက်ကွက်မှာရှိပါတယ်အရှိတကုံဆိုလို့ကျွန်တော်တို့ဟိုဂျောင်ကြားတဲ့နေရာတွေလို့တော့မထင်စီချင်ပါဘူးမြောင်းတကုံနဲ့ကဲရက်ဖြစ်တယ်လို့ကျွန်တော်တို့ဘာထူးလမ်းမကြီးနေရလဲလမ်းအော်ခွင်အောင်ကြားတဲ့အနေထားမျိုးပါအိမ်လေးကတော့ကျွန်တော်တို့2ထပ်ခွဲ3ထပ် RC ပဲဆိုကြပါစို့လမ်းမထက်ကိုကျွန်တော်တို့ပုံမြင်အောင်ဆောက်ပေးထားတယ်အပြင်ကကြည့်ုံနဲ့ဗျာ luxury ဆန်ပြီးတော့ကြပြာဆန်တဲ့ vibe ကိုရတယ်CD တွက်ကလည်းပူစရာမလိုအောင်ကျွန်တော်အောက်ထပ်မှာအိမ်အတွင်းထိဗျာကိုယ့်ရဲ့ကောင်းကိုမိသားစုတစ်ဖွဲ့ဆောင်းရှောက်ထားလို့ရမယ်ဒီတိမ်လုံးရဲ့အသက်ကတော့ကျွန်တော်စီလီမီအလှလေးလိုပဲထင်တယ်ညဘက်ကိုအမြဲတမ်းရောင်းနေခြင်းပဲမှုပေါ့ဗျာအောက်ထပ်မှာကျွန်တော်တို့အေကန်ထမင်းစားကန် single baron တစ်ခန်းနဲ့ကျွန်တော်မီးဖို့ဆောင်ရေချိုးကန်တီးတန့်အိမ်သာတီးတန့်ပါပါတယ်အောက်ထပ်တစ်ထပ်လုံးမှာကျွန်တော်အကြိုက်ဆုံးနေရတော့ထမင်းစားကန်လေးပါပဲတော်တော်လေးကိုလှပြီးတော့စိတ်ကူးရင်ဆန်နေဗျာပစ္စည်းတွေများများတိုးလောင်သိမ်းစီးတတ်တဲ့သူတွေဆိုလို့ရှင်လေဒီလေးကိုတော်တော်သဘောကျမှာပါသူကနေရာတိုင်းမှာကျွန်တော်နေရာလွတ်မဖြစ်အောင်စတိုဂန်လေးတွေအကုန်လှုပ်ထားပြီးတယ်ပြီးတော့ဒီအပေါ်ရက်တက်တဲ့လီကားပေါ့ဒီမှာသူကအပေါ်ရက်အောက်ထပ်တောင်မှအလွယ်တကူကြော်ဖြတ်လို့မရအောင် CD တကားနဲ့တန်ပန်းတွေကိုထည့်ထားပြီးသေးတယ်ဒါကတော်တော်လေးလေးနက်ပြီးတော့အဓိပ္ပာယ်ရှိတဲ့စိတ်ကူးပါပဲဒါကတော့ကျွန်တော်တို့နောက်ထပ် Egan Space လေးတစ်ခုနေရာချထားရတဲ့တော်တော်လေးကိုတသက်ရက်ဖြစ်ပါတယ်ဒီအနောက်ဘက်ကိုဆက်သွားရင်တော့ကျွန်တော် single နှခမ်းနဲ့ master တစ်ခမ်းပါတယ်မိသားစုများရင်လည်းအဆင်ပြေတာပေါ့ master ခမ်းမှာလင်မယား2ယောက်နေမယ်single အခန်းတစ်ခန်းစီမှာတော့ကျွန်တော်တို့သားတစ်ခန်းသမီးလေးရတစ်ခန်းဒါမျိုးပလန်လေးပေါ့သူ့ရဲ့စိတ်ကူးလေးကတကယ်မိုက်တယ်ဗျအခန်းတစ်ခန်းမှာကျွန်တော်တို့မတူညီတဲ့အရောင်နဲ့မီးလေးတွေကိုကျွန်တော်တို့သမီးမိန်းကလေးအကြိုက်တစ်ခုနဲ့သားယောက်ျားလေးအကြိုက်တစ်ခုဆိုတဲ့ပုံစံမျိုးလေးလုပ်ပေးထားတယ်ဒီဘေးရဲ့စိတ်ကူးကတော့ချီကျူးကျင်စရာပါပဲပြောရင်အိမ်တော်ပြုတ်ကျင်သွားပြီဗျာဒီဘက်နောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ရေချိုးခန်းအိမ်သာတီးတန့်စီပါတယ်အပြင်မှာတော့အဝတ်တွေပါတွေထုတ်လန်းလို့ရတဲ့အနောက်ဝရန်နာ space လေးပေါ့အရှိဝရန်နာလေးတော်လေးလှတယ်ဗျကျွန်တော်တို့ဒီထက်လှတဲ့အပေါ်ဆုံးထက်ကိုသွားကြည့်ကြရအောင်ပါဒါတော့နောက်ထပ်အခန်းချေတစ်ခန်းပေါ့ဗျာအလိုရှိရသုံးလို့ရတယ်ဒီဘက်မှာတော့ရေချိုးခန်းအိမ်သာတွဲရဲ့နောက်ထပ်တစ်လုံးကဲဒါကတော့ဒီရင်ရဲ့ရုပ်ရှင်ရိုက်လို့အကောင်းဆုံးနေရာတစ်ခုပေါ့လာတာဆောင်လေးဗျာတော်တော်လေးကျေတယ်ပြီးတော့သူကတခြားအိမ်တွေလိုဟင်းလင်းပြင်လည်းမဟုတ်ပြန်ဘူးရန်နာပက်ပက်လေးမှာကျွန်တော်တို့ရှောက်လန်းလေးလေးပါသေးတဲ့အတွက်ဆန္ဒရှိရင်တော့ကျွန်တော်တို့စိန်ပြေးလိုက်တန်းနေပါရီကစားလို့ရသေးတယ်ဗျာကလေးကြီးကြောင်းသွားတဲ့အချိန်လင်မယား2ယောက်ခိုးစော်ကြပေါ့ဘန်ဂလိုအသေးလေးပုံစံခုံလေးနဲ့ကျွန်တော်စပွဲလေးနဲ့အမိုးလေးလှုပ်ထားပြီးတယ်ဆန္ဒရှိရင်ကျွန်တော်ပန်းကကြီးပါထပ်ထည့်လိုက်လို့တော့ဒီကနေဘယ်မှတော့သွားချင်မှာမဟုတ်တော့ပါဘူးဒီနေရာလေးမှာကိုယ့်ရဲ့မိသားစု Korean time ကိုပဲဖန်တီးမလားအမျိုးသမီးနဲ့တူချစ်သူဘဝအကြောင်းလေးကိုပြန်ပြီးတော့စမြုပ်ပြန်ကြမလားဒါမှမဟုတ်ကျွန်တော်တို့ကိုကလူပြိုကြီးဆိုလို့ရှင်လဲကောင်မလေးကိုခေါ်ထိတ်မလားကော်ဖီလေး2ခွက်နဲ့မိုးရွာနေတဲ့မြင်ကွင်းကြီးကိုဗျာဒီနေရာကြီးကနေခန်းစားလိုက်လို့ကတော့နိဗ္ဗာန်ပဲပေါ့ဗျာကဲကျွန်တော်လေးစိတ်ကူးရင်လို့ဝါပြီဆိုတော့ဈေးပြောပါလို့ပြောမလို့မလားတောင်းကနန်းလို့မထင်နဲ့လို့ပြောတာထောင်ကနန်းနဲ့ပဲယူသွားဗျာဒီရဲ့ဈေးနှုန်းလေးကတော့9000အထိပါကျွန်တော်စိတ်ဝင်စားလို့တိတိဆိုင်ဆိုင်ဆိုရင်တော့ကျွန်တော်ချစ်ကြီးလေးရှော့ပေးဦးမှာပေါ့ဒီလိုအိမ်ကြီးကိုဒီလိုဈေးနဲ့ရကျင်နေဆိုရင်တော့ကျွန်တော်တို့ Dream High Property ကိုအခုပဲဟယ်လိုလိုက်ပါဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်အဆုံးထိနားဆင်ပေးလို့ကျေးဇူးထူးတင်ပါတယ်